ဒီနေ့မှာတော့ ကေကလူသုံးများတဲ့ English speaking ပတ်တန်း6ခုတွေကအရင်ဆုံး3ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 I want to plus verb 0ချင်တယ် verb 0ဆိုတာက base verb ses ပေါင်းထည့်ပေးရတဲ့ verb ပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် I want to abroad ငါနိုင်ငံခြားသွားချင်တယ်။နောက်တစ်ခုဆိုလို့ရှိရင်တော့ I want to study English ငါအင်္ဂလိပ်စာကိုလေ့လာချင်တယ်ပေါ့နော်။နံပါတ်2ကတော့ I want you to plus verb 0ဒါကတော့ဖြစ်စေချင်တယ်ဆိုတဲ့ဘော object ကိုအဓိကထားပြီးတော့ပြောရပဲဖြစ်ပါတယ်။ဥပမာနဲ့ပြောမယ်ဆိုလို့ရှိရင် I want you to start your own business မင်းကိုယ်ပိုင်လုပ်ငန်းစတင်ပြီးတော့လုပ်ကိုင်စေချင်တယ်ပေါ့။နောက်တစ်ခုနဲ့ပြောမယ် I want you to learn English ငါမင်းကိုအင်္ဂလိပ်စကားလေ့လာစေချင်တယ်ဖြစ်စေချင်တယ်ဆိုတဲ့ပုံစံနဲ့ပြောထားပဲဖြစ်ပါတယ်။နံပါတ်3အချက်ကတော့ I am going to plus verb 0တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါဥပမာနဲ့ပြောမယ်ဆိုရင် I am going to eat breakfast ငါမနေ့စာစားတော့မယ်ဒီလိုလေးပေါ့နော်ဒီဗီဒီယိုကနေပတ်သက်ပြီးတော့မတိတာတွေမရှင်းတာတွေမိသက်ရှိရဆိုလို့ရှိရင် comment မှာမေးခဲ့လို့ရပါတယ်နောက်တစ်ပတ်တန်3ခုကိုတော့နောက်ဗီဒီယိုမှာဆက်လက်ပြီးတင်ပြတော့မှာမို့ like ရန် share လေးလုပ်ပေးထားဖို့မမေ့ပါနဲ့ဒီနေ့မှာတော့ ကေကလူသုံးများတဲ့ English speaking ပတ်တန်း6ခုတွေကအရင်ဆုံး3ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1 I want to plus verb 0ချင်တယ် verb 0ဆိုတာက base verb ses ပေါင်းထည့်ပေးရတဲ့ verb ပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် I want to abroad ငါနိုင်ငံခြားသွားချင်တယ်နောက်တစ်ခုဆိုလို့ရှိရင်တော့ I want to study English ငါအင်္ဂလိပ်စာကိုလေ့လာချင်တယ်ပေါ့နော်နံပါတ်2ကတော့ I want you to plus verb 0ဒါကတော့ဖြစ်စေချင်တယ်ဆိုတဲ့ဘော object ကိုအဓိကထားပြီးတော့ပြောရပဲဖြစ်ပါတယ်ဥပမာနဲ့ပြောမယ်ဆိုလို့ရှိရင် I want you to start your own business မင်းကိုယ်ပိုင်လုပ်ငန်းစတင်ပြီးတော့လုပ်ကိုင်စေချင်တယ်ပေါ့နောက်တစ်ခုနဲ့ပြောမယ် I want you to learn English ငါမင်းကိုအင်္ဂလိပ်စကားလေ့လာစေချင်တယ်ဖြစ်စေချင်တယ်ဆိုတဲ့ပုံစံနဲ့ပြောထားပဲဖြစ်ပါတယ်နံပါတ်3အချက်ကတော့ I am going to plus verb 0တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါဥပမာနဲ့ပြောမယ်ဆိုရင် I am going to eat breakfast ငါမနေ့စာစားတော့မယ်ဒီလိုလေးပေါ့နော်ဒီဗီဒီယိုကနေပတ်သက်ပြီးတော့မတိတာတွေမရှင်းတာတွေမိသက်ရှိရဆိုလို့ရှိရင် comment မှာမေးခဲ့လို့ရပါတယ်နောက်တစ်ပတ်တန်3ခုကိုတော့နောက်ဗီဒီယိုမှာဆက်လက်ပြီးတင်ပြတော့မှာမို့ like ရန် share လေးလုပ်ပေးထားဖို့မမေ့ပါနဲ့